အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပထမဆုံး channel ပြည်စုံ channel ကနေကြိုးဆိုပါရစေကျွန်တော်စပို့ပေးရတော့ကျွန်တော်ဦးလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အသက်ကတော့10နှစ်ရှိပါပြီအောက်တိုဘာ1ရက်နေ့ပေါ့နော်ကျွန်တော်ကတော့ဘယ်ကြောင့်မှတက်လဲဆိုတော့အာမကာတီအင်းစိန်ဖြစ်ပါတယ်အမှဆိုရင်တော့၄တန်းပေါ့နော်ကျွန်တော်ရဲ့အတက်ရွယ်၄တန်းမှာအဲ့တော့နောက်တစ်ခုကတော့ဘာမှတော့မပြောသေးဘူးเนาะကျွန်တော်ဒီ channel ကတော့ကျွန်တော်နဲ့ကြော်လေးပေါ့ထောင်းတာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဝါသနာအကြောင်းကိုပြောပြမယ်ကျွန်တော်ရဲ့ဝါသနာကတော့ပုံဆွဲတာဖြစ်ပါတယ်ကျွန်တော်ကတော့ပုံဆွဲတာကိုရမ်းကြိုက်တယ်ထင်ပါတယ်ပုံဆွဲတဲ့နေရာမှာလဲပေါ့နော်ကျွန်တော်တို့အကြောင်းကောင်းကောင်းတော့အကြောင်းစုံစုံလေးလေးအဲ့လိုဆွဲရတာဒီကြိုက်ရင်နောက်ပြီးရင်တော့အေးချမ်းတဲ့နေရာကြီးမှာဆွဲရတာတော့ပိုကြိုက်ပါတယ်ဒါပေမဲ့ကိုယ့်အိမ်ကခုံလေးမှာပဲပေါ့နော်လေးလာတာကြိုက်တယ်ပေါ့နော်အရင်တော့ဆိုမီးမလာလို့စောက်တီထိုင်ဖတ်တတ်တယ်ဒါပေမဲ့အခုကကျတော့ကျွန်တော်အရင်တော့ပုံမြင်စောက်တီဖတ်တယ်ပေါ့နော်ဒါပေမဲ့အိတ်ဆောင်တွေကကုန်းသွားတော့ကျွန်တော်ကအမြဲတမ်းကွန်ပျူတာပဲကြီးဖြစ်ပါတယ်ကွန်ပျူတာဆိုပေမဲ့လေကျွန်တော်ကအဲ့လိုကာတွန်းဖြစ်ဖြစ်ဟာတာဖြစ်ဖြစ်အဲ့လိုလဲကြည့်ရဲတခါတလေကြားလို့ရှိရင်လေအဲ့လိုတခါတလေဆိုတာထက်အမြဲတမ်းလို့ပေါ့နော်ကျွန်တော်ကတော့ဘ ഹു တုတဗီဒီယိုလေးကြည့်ရပေါ့နော်။ကြေပါကြောင့်ငန်တာလဲလို့အဲ့လိုမျိုးဗျာ။အဲ့စရှိရပေါ့နော်။အဲ့လိုမျိုး။အဲ့တော့ကျွန်တော်ကတော့အဲ့လိုလေးလာရတာတွေကြိုက်တယ်။ကွန်ပျူတာတို့ဘာလို့ကနေလေးကွန်ပျူတာအဓိကတော့ကျွန်တော်လေးလာတော့ကွန်ပျူတာလေးလာတယ်။အဲ့ကျွန်တော်ကစားတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီ channel မှာကကျွန်တော် light line နဲ့မဟုတ်ဘူးကျွန်တော်တွားမှာကြတော့ကျွန်တော်ကအထွေဘုတုတပေါ့နော်။ထွေဘုတုတဆိုတာဥမာတိုက်ပန်အကြောင်းလည်းပြောပြမယ်တရိษံတွေအကြောင်းလည်းပြောပြမယ်လူတွေအကြောင်းပြောပြမလဲပြောမယ်ဆိုရင် knowledge တွေကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တီးထားတဲ့လောက်ကိုအကုန်ပြောပြမှာမဆရာကြီးလောက်တာမဟုတ်ပါဘူးကျွန်တော်တီးတဲ့လောက်ကိုအကုန်ပြောပြပါမယ်နောက်နေ့ဒီမှာအကောင်းဆုံးအကောင်းနေရာကိုယူလာပြူဆောင်ပြီးတော့ပြောပြမှာဖြစ်ပါတယ်လုံးဝမယိုးသွားစေနဲ့ဘ ഹു တုတကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့နောက်နေ့ဒီမှာစောင့်ညွှန်ကြည့်ချူပေးကြပါအောင်လို့ပြောချင်ပါတယ်အဲ့လိုမျိုးအစားအစာလေးတစ်ခါလေးစားပြမယ်အဲ့လိုမျိုးဘ ഹു တုတအကြောင်းတွေပြောပြမယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနောက်မှာပဲပြီးကုန်ချော်ရပါ